Hello ဒီနေ့ကမင်းဖြစ်မယ်နော်ဟိုတနေ့က3လမပတ်လည်မှာလေကျွန်မ sketch ခဲလေးနဲ့အရာခဲရလေးပေးပြီး sketch ချထားတာလေးပေါ့နော်အဲ့ဒီမင်းဖြစ်မယ်မင်းဖြစ်တဲ့အချိန်မှာလေကိုမဘောပန်ရှိလဲရတယ်ပေါ့နော်ဘောပန်ရှင်ကိုရပါပြီဥမာဘောပန်အပြာဘာညာဘာမှမဖြစ်ဘူးနော်ဟိုရှီရလေးနဲ့လေ့ကျင့်တာဆိုတော့လေရှီရဘောပန်လေးပဲဖြစ်ပါတော့နော်ဒါကတော့ကျွန်မဆွဲထားတဲ့ဟာလေးပေါ့နော်လိုက်ဆွဲလို့အားလုံးကလည်းကိုဆွဲတဲ့ဒီခဲတန်းပေါ်မှာမင်းလေးလိုက်ဖြည့်ရုံပါပေါ့နော်တချို့နေရာဆိုလိုအပ်တဲ့နေရာဆိုရင်ခုကျမဖြည့်တယ်ပေါ့နော်လွတ်နေနေဆိုရင်မင်းဖြည့်လိုက်ပြည့်အောင်ဖြည့်လိုက်ပေါ့နော်သူလာသွားလိမ့်မယ်နော်လိုက်ဆွဲကြည့်နော်ကျမမင်းဒီဗီဒီယိုလေးတော့နည်းနည်းလေး speed တင်ထားတာပေါ့နော်ဘာလို့ဆိုတော့ဗီဒီယိုကဒီမြင်ဖြည့်ထားတာတွေကနည်းနည်းကြာတော့လေကြည့်ရတယ်ပြင်းတော့မှာဆိုလို့အရန်လည်းရှည်လို့လေနော်နည်းနည်းလေး speed မြန်ထားတာပေါ့နော်အခု sketch ချထားတဲ့နေရာမှာပဲကိုလိုတဲ့အတိုင်းပြန်ဖြည့်မင်းဖြည့်နေမှာကိုကမကြိုက်တော့ဘူးဆိုတော့ဒီမင်းဖြည့်နေတဲ့ခါလဲကိုလိုချင်တဲ့ပုံစံပြောင်းဖြည့်လဲရတာနော်ဒါဆိုကျမချိုးနေဆိုကျမမကြိုက်လို့ပြန်ပြောင်းလိုက်တာတွေရှိရပေါ့နော်လိုမျိုးပဲဆွဲနေလေဒီလိုပဲပေါ့ပါလေးပဲလိုက်ဆွဲကြည့်ပေါ့နော်ဒီတပုံပြီးသွားလို့ရှိရင်ပုံမပြီးခင်မှာတော့ဆွဲလိုက်ညောင်းလိုက်ဖြစ်ပေါ့နော်တပုံလုံးပြီးသွားပြီကိုလိုချင်တဲ့အတိုင်းဆွဲပြီးသွားပြီအချောတက်ပြီးသွားပြီဆိုရင်အရန်ပြောရလိမ့်မယ်ကိုယ့်ရဲ့ပုံတပုံထွက်လာပြီဆိုလေနော်
အခုဆိုရင်မင်းနေအားလုံးဖြည့်ပြီးတော့ပုံလေးလာပြီပေါ့နော်ပုံလေးစိတ်တိုင်းအစဖြစ်ရတဲ့ဆိုင်ပုံလေးပေါ်လာပြီပေါ့နော်ပုံလေးပေါ်လာပြီအခုဒီမှာကျမဆိုဖြည့်လို့ပြီးတော့မယ်ပေါ့နော်ဖြည့်လို့ပြီးပြီဆိုရင်အားလုံးအဆုံးသက်ကိုကျင့်တတ်ပြီဆိုရင်ဘာလုပ်မလဲဆိုတော့ကိုဆွဲထားတဲ့ date ကျမအကျင့်ပေါ့နော်ကျမဆို date ရေးတယ်ကိုဆွဲပြီးရဲ့အချိန်ကိုရေးတယ်ပြီးလို့ရှိရင်အရေးကြီးဆုံးတစ်ချက်ကကိုဆွဲပြီးရဲ့ပုံကိုရဲ့ပုံအောင်မှာ sign လေးထိုးပေါ့နော် sign ထိုးမိပါနဲ့လို့နော်ကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေနော်